မွန်နဲ့တောင်ပိုင်းဒေသအတွင်းဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခများနဲ့တိုက်ပွဲအခြေအနေများကိုယာမညအင်စတီကျူလူမှုအခြေပြုနိုင်ငံရေးသုတေသီများလစဉ်မှတ်တမ်းကောက်ယူလျက်ရှိပါတယ်။ကောက်ယူရရှိထားတဲ့အချက်အလက်များမှာတော့မွန်ပြည်နယ်မှာ10မြို့နယ်၊ကရင်ပြည်နယ်မှာ3မြို့နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးမှာ1မြို့နယ်စုစုပေါင်း14မြို့နယ်တို့ဖြစ်ရတွေပါဝင်နေပါတယ်။2025ခုနှစ်ဒီဇင်ဘာလအတွင်းအာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးရမှာနိုဝင်ဘာလထက်တိုက်ပွဲများအရှိန်မြင့်လာပါတယ်။ဒါကြောင့်မွန်နဲ့တောင်ပိုင်းဒေသတွေမှာတိုက်ပွဲဖြစ်စဉ်73ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးအရက်သား2ဦးသေဆုံးခဲ့ရပြီး4ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ဒီဇင်ဘာလတလထဲမှာပဲလက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်ပေါင်း18ကြိမ်ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း9ကြိမ်နဲ့မြေမြုံမိုင်း1ကြိမ်နဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2ကြိမ်အထက်ဖြစ်ပွားခဲ့ပါတယ်။ထိုဖြစ်စဉ်တွေကြောင့်ဘီလင်းမှ8ဦးရေပြူမှ2ဦးဖအံမှ1ဦးစုစုပေါင်းအရက်သား12ဦးသေဆုံးခဲ့ရပါတယ်။၎င်းအပြင်ဘီလင်းမှ6ဦးကြိုက်ထိုမှ2ဦးရေပြူမှ10ဦးစတဲ့ဒေသခံအရက်သား18ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီဇင်ဘာလတလထဲမှာပဲဘီလင်းတထုံရေပြူကော့ဂရိတ်ရေစတဲ့နေရာတွေမှာအရက်သားဖမ်းဆီးခံရမှုအရေအတွက်159ဦးအထိရှိခဲ့တာပါ။ဘီလင်းမှာ96ဦးဖမ်းဆီးခံရပြီး59ဦးမှာစစ်ဆေးမေးမြန်းပြီးပြန်လွှတ်ခဲ့ပါတယ်။ကြန့်ရှိတဲ့အရက်သား38ဦးမှာတော့ဘီလင်းမျိုးမှရဲစခန်းအမှတ်8ခြေလျင်တက်ရင်နဲ့ကြိုက်ထိုအခြေဆိုင်တပ်မ44ဌာနချုပ်စတဲ့နေရာများကိုဖမ်းဆီးခေါ်ဆောင်ထားပါတယ်။တထုံမြို့နယ်မှာအရက်သား32ဦးဖမ်းဆီးခံရပြီးအမျိုးသားလူငယ်အယောက်30မှာတော့စစ်မှုထမ်းမှုအတွက်အတင်းအဓမ္မပေါ်တာဆွဲစစ်သားစုဆောင်ခြင်းကိုခံခဲ့ရကြောင်းသိရှိရပါတယ်။ရေပြူမြို့နယ်မှာဖမ်းဆီးခံရသူ19ဦးအထိရှိပြီးထိန်ကြီးကျေးရွာပြင်မရှိဖမ်းဆီးခဲ့တဲ့ဒေသခံအရက်သား9ဦးဟာအာနာသိမ့်တက်စစ်ကြောင်းကလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရမှာယနေ့တိုင်ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ကော့ဂရိတ်မြို့နယ်မှာအမျိုးသား4ဦးနဲ့အမျိုးသမီး4ဦးဟာလည်းကော့ဖန်ရွာနေရက်ပြန်ရလမ်းမှာစစ်အုပ်စု၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။ဒါအပြင်ရေးမြို့နယ်အန်တင်ကျေးရွာအုပ်စုမှာလည်းပယံလုံသားလူငယ်4ဦးဖမ်းဆီးခံခဲ့ရပြီးတအူးကိုငွေကျပ်350ပေးပြီးမှပြန်လည်လွတ်မြောက်ခဲ့ကြောင်းဒေသခံများမှတဆင့်သိရှိရပါတယ်။ထိုတိုက်ပွဲတွေကြောင့်2025ဒီဇင်ဘာလမှာဘီလင်းမှအရက်သား3000ကျော်နဲ့ကြိုက်ထိုမှအရက်သား2000ကျော်ထပ်မံစစ်ဘေးရှောင်ခဲ့ရကြောင်းသိရပါတယ်။ဤမှတ်တမ်းအသေးစိတ်ကိုသိရှိလိုပါက Rice မှထုတ်ဝေတဲ့လစဉ်ကိန်းဂဏန်းအချက်လက်ဆိုင်ရာအစီရင်ခံစာမှာတွားရောက်ဖတ်ရှုနိုင်သလိုဖော်ပြထားတဲ့ website မှာလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။